လူတိုင်းထင်နေကြတာက Trump ဟာ Greenland ကိုလိုချင်တယ်လို့ပြောတာဟာသူ့ရဲ့တဘာဝတန်စာတာအတွက်ကြောင့်ဖြစ်တယ်ဆိုတာပါပဲ။မှန်တိုင်းပြောရရင်သူ့ရဲ့အဓိကအကြောင်းရင်းကအဲ့ဒါမဟုတ်ပါဘူး။ကျွန်တော် Greenland ရဲ့ဒီနေရာအနေအထားကိုတစ်ချက်ကြည့်လိုက်ရအောင်။ Greenland ဟာ North America နဲ့ Europe ကြားထဲမှာတည်ရှိနေတာဖြစ်ပြီး Cube Gap ဆိုတဲ့ပင်လယ်လမ်းကြောင်းနားလေးမှာတင်ရှိနေတာဖြစ်ပါတယ်။ Cube Gap ဟာ Russia နဲ့တရုတ် Atlantic Ocean ကိုဝင်ရောက်ဖို့မဖြစ်မနေဖြစ်ရမယ့် Naval Corridor ဟုဆိုရမှာပါ။တိတ်ဆိတ်တိုက်ပွဲချင်းကာလတုန်းက NATO ဟာ Cube Gap ကိုအနီရောင်မီးလိုင်းအဖြစ်သတ်မှတ်ထားခဲ့ခြင်းဖြစ်ပါတယ်။အကယ်၍ Russia မှာ hypersonic ဒုံးကျည်တွေလွတ်လိုက်ပြီးဆိုရင်ဒီနေရာမှာပထမအဆုံးမြင်တွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ US က သူ့ airbase ကိုအလုပ်လုပ်စေပြီးသူ့နိုင်ငံဘက်ဝင်ရောက်လာမယ့်ဒုံးကျည်တွေကိုမြန်မြန်ဆန်ဆန်ဟန်တာနိုင်မှာဖြစ်ပါတယ်။အဖြစ်အပျက်ကိုမြန်မြန်တီးလိုက်ရတော့ counter strike လုပ်မှာလား restrain လုပ်မှာလားဆိုတဲ့ဆုံးဖြတ်ချက်ကိုမြန်မြန်ချနိုင်မှာဖြစ်ပါတယ်။ကဲအခုရာသီဥတုပြောင်းလဲမှုကိုတစ်ချက်ကြည့်လိုက်ရအောင်။ Arctic data ဟာတခြား data နဲ့ရှင်းလိုက်မယ်ဆိုရင်ရာသီဥတုပူနွေးမှုဟာ၄ဆလောက်မြန်ဆန်နေတာဖြစ်ပါတယ်။ဒါကြောင့်ရေခဲဖြစ်နေတဲ့အကျယ်ဝင်ရုံနေတော့ပြီးပင်လယ်ရေကြောင်းအတစ်တွေဖြစ်ပေါ်လာကအာရှနဲ့ယူရိုပင်လယ်ရေကြောင်းအသွားအလာ40%အထိပုံမှုလွယ်ကူမြန်ဆန်လာခြင်းဖြစ်ပါတယ်။ဆိုတော့ Russia နဲ့တရုတ်အတွက်လွတ်လွတ်လပ်သွားလာနိုင်ခြင်းပုံမှုလွယ်ကူလာစေတယ်။ဒီတော့ Arctic ဟာဒုံးကျည် corridor တာမဟုတ်တော့ပဲအာကာသ corridor ပါဖြစ်လာရခြင်း Polar orbiting ဂြိုဟ်တုတွေဟာကမ္ဘာမြေပေါ်ရှိတဲ့ ground station 9အပါအဝင်တရုတ်နဲ့ Russia ရဲ့ missile လမ်းကြောင်းတွေပါဖြတ်သွားရခြင်းအဲ့တော့ Dead Horse, Svalbard, Yellowknife, Greenland နဲ့ Inuvik နေရာတွေမှာရှိတဲ့ ground station တွေဟာတံပိုးဖြတ်မရဖြစ်လာပါတော့တယ်။တစ်ဖက်မှာတရုတ်ကပိုလာဂျူတုလွတ်တင်မှုတူးချက်ချင်းရေကေးပြိုရတဲ့နဲ့အများအသစ်ဖြစ်ပေါ်လာတဲ့လမ်းကြောင်းတွေအရာကမ္ဘာပတ်လမ်းလုပ်ဖို့စီစဉ်ခြင်းပြီးတော့ Trump ရဲ့ Golden Dome ဒုံးကျည်ချေရန်စနစ်ဟာ Arctic ဂျူတုတွေမှာတဆင့်မိခိုအလုံးလုံးနေရခြင်းဒီနားမှာတီးရမယ့်အချက်က၄ချက်ရှိပါတယ်။နံပါတ်1 Arctic data ဟာ fragile ဖြစ်တယ်။နံပါတ်2ပင်လယ်အောက် cable ကြိုးတွေက sabotaged ပျက်စီးသွားနိုင်တယ်။နံပါတ်3 1920 3D အရာ Svalbard က ground stations တွေကိုစစ်ဘက်ဆိုင်ရာသတင်းအချက်အလက်အတွက်သုံးလို့မရခြင်းနံပါတ်4 Greenland internet က foreign infrastructure တွေပေါ်မှာမိခိုနေရခြင်းတို့ဖြစ်ပါတယ်။နောက်ထပ်အကြောင်းရင်းကအမြဲတမ်း AK နေတဲ့ power force တွေဟာနေဆက်တဲ့အတွက်စင်ခေါ်မှုတရက်ဖြစ်နေခြင်းအဲ့အတင်မကဘူးအဲ့ data မှာပဲ Russia နဲ့တရုတ်ရဲ့ဂျူရုတွေနဲ့ပြည်နေပါတော့တယ်။ခက်တာအဲ့ဂျူရုတွေကတတိတခြားအလုပ်လုပ်နေတာမဟုတ်ကွာ။ Russia နဲ့တရုတ်နှစ်ယောက်စလုံးပေါင်းပြီးအလုပ်လုပ်နေတာဖြစ်ပါတယ်။အဲ့ data တဝိုက်တွေးနေရတဲ့ NATO ပြောနေတဲ့တရုတ်ကန်ဆောင်တင်ဘောတွေဟာတကယ်တမ်းတော့အဖြူရောင်ကာလာခြေထားတဲ့စစ်တင်ဘောတွေပဲဖြစ်ပါတယ်။တခါတော့အဲ့စစ်တင်ဘောတွေကို NATO ထိပ်တန်းကင်မရာတယောက်ကနေတတိပေးလိုက်ပါသေးတယ်။အကယ်၍ Arctic data ကရေခဲတွေဆက်လက်ပြိုနေပြီဆိုရင်တရုတ်ရေငုံစစ်တင်ဘောတွေဟာ Pacific data နဲ့ Atlantic ကိုတိုက်ရိုက်ဝင်နိုင်တော့မှာဖြစ်ပါတယ်။ဆိုတာက NATO ထိပ်ချုပ်မှုအောက်ကပနားမားနဲ့ Suez Canal တွေကိုဖျက်ကျော်စရာမလိုတော့ပါဘူး။ဒါကြောင့် US ကဒီတိုင်းကြည့်မနေနိုင်တော့ဘူး။ Russia နဲ့တရုတ်ရဲ့အိမ်မက်ဆိုးကြီးလာပါပြီဆိုတော့ဒီအချက်တွေကြောင့် Trump က Greenland ကိုလိုအပ်ကြောင်းပြောရခြင်းဖြစ်ပါတယ်။ဆိုတာက Greenland ကိုသူအပြည့်အဝထိန်းချုပ်နိုင်ရမယ်ဆိုတဲ့သဘောဖြစ်ပါတယ်။အခုလိုကြည့်ရှုနားထောင်ပေးလို့အရင်ကျေးဇူးတင်ပါတယ်။နောက်ထပ်တစ်တွေတင်တိုင်းအချိန်နဲ့အများတီးရဖို့ follow လေးလုပ်တော့ပေးကြပါအောင်ခင်ဗျာ။